ကဘာပေါ်မှာလေတရားဝင်သုံးဆွဲခွင့်ရှိတဲ့မွေးရစေပါဆိုလို့နင်ရဲ့အပြုံးလေးတွေပဲရှိတာပါဟုတ်ပညာယူပြရတရုပ်ဆောင်တွေအကုန်လုံးစီရပါပဲတကယ်ဦးနှင်းမျိုးအောင်ရဲ့ item တွေဆိုလို့ရှိရင်ဒီကိုင်းမှာလာကြည့်ပါတကယ်အရန်မိုက်တယ်တချို့ခွန်တွေကမီးပြင်းတိုက်ပေးရတယ်ကွာအဲ့ဒီအပူမီးနဲ့သူ့ဘဝတစ်ခုလုံးလောင်ကျွမ်းနေပါစေဦးနှင်းမျိုးအောင်အထူးတရုပ်ဆောင်တွေဆိုတဲ့အတိုင်းပဲဇလန်းစလဲဆုံးတယောက်တည်းဆွဲခေါ်တာတကယ်အရန်လေးစားအကြောက်ဖို့ကောင်းပါတယ်နေရှိကဘာလို့ကျလို့နေအကြောင်းတွေစုံစမ်းနေရတာအကြောင်းရှိမှအကျိုးဆိုတာဖြစ်လာတာအဲ့ဒါလောကတာဟုတ်ကဲ့မင်္ဂလာပါညီမနာမည်ကတော့ပန်စုလို့ခေါ်ပါတယ်ရှင်ဒီလောကဒန်ဆိုတဲ့ရုပ်ရှင်စကားကြီးမှာတော့တင်ထွာဆိုတဲ့ကောင်မလေးနေရာတရုပ်ဆောင်ကြပါတယ်ကဲဒီလောကဒန်ဆိုတဲ့ရုပ်ရှင်စကားကြီးကညီမတို့ဒီပထမဆုံးရုပ်တင်စကားကြီးဖြစ်ပါဝင်တရုပ်ဆောင်ခွင့်ရတဲ့အတွက်အရင်လေးရေခုန်စိတ်လှုပ်ရှားနေပါတယ်ဒီစကားထဲမှာတော့တင်ထွာဆိုတဲ့ကောင်မလေးပေါ့နော်သူကမိုက်ခဲကိုပြန်မကြိုက်တဲ့နည်း play game လို့ကောင်မလေးပေါ့ဒီကပဲဆိုတာတင်ထွာဆို play game လေးတော့မဟုတ်ပါဘူးဒါပေမဲ့အဲ့လိုမိုက်ခဲလို့ကောင်းလေးမျိုးဆိုရင်တော့ပြန်မကြိုက်တော့ဘူးထင်တာပဲကဘာပေါ်မှာလေတရားဝင်သုံးဆွဲခွင့်ရှိတဲ့မွေးရစေပါဆိုလို့နင်ရဲ့အပြုံးလေးတွေပဲရှိတာပါအမတ်တရားရောတကယ်အများကြီးပါပဲခုနကပြောခဲ့တဲ့အတိုင်းပဲပထမဆုံးရုပ်တင်စကားကြီးဖြစ်တဲ့အတွက်ကြောင့်ရှင်လဲခုံတယ်ဒီပိတ်ကားထက်မှာကိုယ့်ရဲ့တရုပ်ဆောင်ထားကိုပရိသတ်တွေကဘယ်လိုပြန်ပြီးတော့ comment တွေပေးကြမလဲအားပေးကြပါမလားကိုမျက်နှာဘယ်လိုများဖြစ်လိမ့်မလဲသူစိုးရင်ထားရအောင်အများကြီးပေါ့နော်ဟုတ်ညီမပတ်စုမမဟုတ်ပေါ့နော်ဒီတရုပ်ဆောင်တိုင်းရောဘယ်လို character ပဲဖြစ်ဖြစ်တရုပ်ဆောင်ခြင်းကြတာပေါ့နော်ညီမဆိုလဲအခုမှဒီတရုပ်ဆောင်အသင်းအနေနဲ့ကိုလုံးချင်တယ်ဆိုရဲcharacter ဆိုတာတဲ့ဘယ်နေရာလေးရပဲရလိုမျိုးတစ်စင်းပဲဖြစ်ဖြစ်နှစ်စင်းပဲဖြစ်ဖြစ်ကိုကဝန်ထားပါရဲ့အတွက်တရုပ်ဆောင်ဖို့စူးစမ်းနေပါရဲ့ဟုတ်ပညာယူပြရတရုပ်ဆောင်တွေအကုန်လုံးစီရပါပဲတကယ်ဦးနှင်းမျိုးအောင်ရဲ့ item တွေဆိုလို့ရှိရင်ဒီကိုင်းမှာလာကြည့်ပါတကယ်အရန်မိုက်တယ်ဦးနှင်းမျိုးအောင်အထူးတရုပ်ဆောင်တွေဆိုတဲ့အတိုင်းပဲဇလန်းစလဲဆုံးတယောက်တည်းဆွဲခေါ်တာတကယ်အရန်လေးစားအကြောက်ဖို့ကောင်းပါတယ်ပြီးတော့ဒီကိုကြော့ထအောင်တို့မရှိသမီးတို့ဆိုလဲဒီ senior ပြညီမလေးတို့လက်သွဲခေါ်ပေးရပေါ့နော်အကုန်လုံးပြပေးရကူညီပေးတယ်ဟုတ်နေရှိကဘာလို့ကျလို့နေအကြောင်းတွေစုံစမ်းနေရတာအကြောင်းရှိမှအကျိုးဆိုတာဖြစ်လာတာအဲ့ဒါလောကတာကိုရှိမွေလာဒီညီမတို့ဒီအမတီ4မှာတော့ကားရိုက်မစုံဘူးပေါ့နော်ဒါပေမဲ့ဒီရှူတင်မှာပြန်ဆုံတဲ့အခါမှာကိုရတကယ်အများကြီးကူညီပေးရဲ့ညီမမမေရရှူတင်တစ်ခုမှဆိုကျောင်းထဲမှာတက္ကသိုလ်ကျောင်းထဲမှာတားရိုက်တာညီမကဒီပရိသတ်တွေအများကြီးလည်းမသိသေးဘူးပေါ့နော်အဲ့ကိုကြီးစီသူ့ဖန်လေးလားကိုရမိတ်ဆက်ပေးရဲ့ညီမလေးကဘသူပါဆိုပြီးအဲ့လိုမျိုးလက်သွဲကူညီပေးရဲ့ပေါ့နော်ကိုရှိမွေလာမှမဟုတ်ပါဘူးဒီမတ်ရွှေသမီးရောကိုကျော်ထားရောဒီပေါင်တရုပ်ဆောင်တဲ့အကုန်လုံးကတကယ်စိတ်ထားအရန်ကောင်းတယ်အရန်တကယ်အရန်ချစ်ဖို့ကောင်းကြရဲအကုန်လုံးကမောင်နှမကြီးချစ်ခင်နဲ့အများကြီးစူးစမ်းထားပါတယ်ဟုတ်ဒီတော့ဆွဲထွက်သွားလိုက်ပြင်ကောင်းခွဲပြီးပြန်လာနိုင်ဟာကိုကလည်းခံရတော့မယ်ကဲကွာအများကြီးပြင်ဆင်ခဲ့ရအဓိကဒီစိတ်ပိုင်းဆိုင်ရာရောဒီရုပ်ပိုင်းဆိုင်ရာပေါ့နော်စိတ်ပိုင်းဆိုင်ရာကြောင့်ဒီညီမအရင်ကဒီ MRD4 မှာတဲလိန်လုပ်တယ်ဒါပေမဲ့အမှကျတော့ဒီရုံးတွေကဒီမောင်နှမလိုတငယ်ချင်းတွေလိုဖြစ်နေရောလေအရင်worry မများဘူး pressure မရှိဘူးဒီမှာဒီလိုအပြင်တရုပ်ဆောင်နေနဲ့ပထမဆုံးသိဆောင်မှာတော့ကြောင့်မရိုက်ဘူးခင်เนี่ยရင်ခုန်တယ်ပေါ့နော်ဒါပေမဲ့လေတကယ်ကျတော့ကိုကျော်ထားအောင်လဲအရင် professional ပြီးသားရယ်တင်ပေးရယ်ကိုကြီးဆိုတကယ်သူ့အလုံးမှာလဲ professional ပြီးသားတဲ့အများကြီးတင်ကြားခဲ့ရပါတယ်ဟုတ်ကြာတာပေးသားလေးအဲ့တော့ငါကြာတာပေးသားအတိတ်ကြပဲကိုလိုက်တာမိုက်တယ်ဒီလောကဒန်ဆိုရရုပ်ရှင်စကားကြီးကိုမေလ9ရက်နေ့ကနေစပြီးတော့မြန်မာတိုင်းနိုင်ငံလုံးမှာထုတ်လေးပေးတော့မှာဖြစ်ပါရဲ့ရှင်ဒီကားကြီးကတကယ်ပြည်သက်တွေကိုရတမျိုးစုံပေးနိုင်တဲ့ကားကြီးဖြစ်မယ်လို့တကယ်ပြောနိုင်ပါတယ်အဲဒါကြောင့်မလို့ဒါရအပေးဖို့ဖိတ်ခေါ်ပါရဲ့ရှင်